တို့မိန်းကလေးတွေကခန်းစားချက်များတဲ့ over real လုပ်တယ်ဆိုတဲ့စကားတွေကိုကျမတို့ခဏခဏကြားခဲ့ပူပါတယ်ဒါပေမဲ့တစ်ခါတလေစိတ်ကူးသားမှုမှာလိုအပ်နေတာကပိုပြီးခံစားတတ်တဲ့နှလုံးသားတစ်ခုဖြစ်နေရင်ရောနာကျင်မှုကိုနားလည်ပေးနိုင်တဲ့နှလုံးသားချောင်ယုံမှုကိုလျှော့ချပေးနိုင်တဲ့နှလုံးသားတစ်စုံပေါ့တချို့နေ့မှာကျမတို့ကသမီးတစ်ယောက်တချို့နေ့မှာမိခင်တစ်ယောက်ညီမတစ်ယောက်အမတစ်ယောက်လည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဂျူတီစာဝင်ပြီဆိုကြတဲ့ကကျမတို့အားလုံးက healthcare professional ဖြစ်သွားကြပါပြီကျမကြီးလောက်ခွင့်ဆိုတာနင်းညမရွေးပါဘူးစက္ကန့်တိုင်းရေးကြည့်တာမို့လို့ကျမတို့ပင်မမင်မဲအတင်ထားကြပါတယ်ပြီးတော့လူနာတွေလိုအပ်နေတာကလည်းစိတ်တစ်မျိုးတည်းမဟုတ်ပဲသူတို့နဲ့အတူနာကျင်နိုင်တဲ့သူသူတို့ကိုနားလည်ပေးနိုင်တဲ့သူတယောက်ဆိုတာကိုပါကျမတို့နားလည်ထားကြပါတယ်ကျမတို့ကခံစားတတ်တယ်ဟုတ်ပါတယ်ပြီးတော့ကျမတို့မှာကျွမ်းကျင်မှုရှိတယ်ပြတ်သားမှုရှိတယ်ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့လက်ရုံးရည်အပြည့်ရှိပါတယ်ဒါကြောင့်ကျမတို့ကဆေးပညာရပ်ဝန်ကိုအသက်ဝင်စေတဲ့နှလုံးသားတွေဖြစ်တယ်ဆိုတာကိုအပြည့်အဝယုံကြည်ပါတယ်ကျမကတော့အမျိုးသမီးတူဖြစ်ရတာဂုဏ်ယူပါတယ်မြန်မာအမျိုးသမီး healthcare professional တူဖြစ်ရတာပို့ပြီးတော့ဂုဏ်ယူမိပါတယ်